မောင်ကောင်းမြတ်ကျော်မောင်အေးချမ်းကျော်မောင်ဝေယံဘောသမီးမာဤခေတ်ပါမိသားစုဘုရားတော်မျိုးနယ်မှာအနည်းဆက်တရားဝဲမှာဒီလူမှုတော်တွေဖဏသိပြည့်လူရမ်းမြေပါရန်မေတ္တာရပါလေရိုက်တာလဲသာသနာအလေးရောင်ဓမ္မယောဂီများမှာဓမ္မဘုရားသူတော်ဝေတသိကျလူတန်းပြီးပါရမေတ္တာရပါလေအနည်းဆက်မကောင်းဘူး